ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်ကဆရာဂျိုကြီးပါကျွန်တော်တို့ဒီနေ့ MSME မှာ AI ကိုဘယ်လိုသုံးပြီးတော့ပိုပြီး productive ဖြစ်အောင်ပိုပြီးတော့ innovative ဖြစ်တဲ့ solution တွေကိုကျွန်တော်တို့အကောင့်တွေပေါ်ဖို့အတွက် AI for MSME ဆိုတဲ့ကဏ္ဍလေးကိုတင်ပြသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ AI ကိုကျွန်တော်တို့ဘယ်လောက်ထိသုံးမှုလဲဆိုတာကိုကျွန်တော်တို့ဆွေးနွေးလိုက်ရအောင်เนาะအဲ့တော့ဥပမာအားဖြင့် AI ကိုChatGPT ဆိုတာကိုယ့်အတွက် AI လားဒါမှမဟုတ်လို့ရှိရင်ကိုက DeepSeek ကိုမြန်မာလိုသုံးလို့ရတယ်ဆိုတာကိုကြားဘူးတဲ့အတွက်ကြောင့်မလို့ DeepSeek ကိုအရင်သုံးမှုတာလား it doesn't matter ပေါ့နော်ဘယ်လိုပဲသုံး AI ကိုကသုံးပြလားပေါ့နော်ကိုယ့်ရဲ့နေ့စဉ်တူက personal life မှာရောကိုယ့်ရဲ့လုပ်ငန်းဆောင်တာပေါ့နော် business scenario တွေမှာကိုသုံးဘူးလားပေါ့နော်ဥပမာအပြင်ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ sales marketing ပေါ့နော် business development မှာ AI ကိုတော်တော်များများကသုံးလို့အဆင်ပြေလို့ကြားဘူးကြတယ်ပေါ့နော်ကျွန်တော်တို့ရုံးမှာဆိုလို့ရှိရင်တော့ဥပမာပေးရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ graphic designer တယောက်ဆိုလို့ရှိရင်သူကဒီနှစ်အစောပိုင်းပေါ့နော် January လောက်မှာ AI ကိုစသုံးတယ်တလခွဲလောက်အတွင်းမှာပဲသူ့ရဲ့ graphic design ပေါ့နော်ဒီ design လုပ်တဲ့ workflow ဒီတော်တော်ကြီးကိုပြုပြင်ပြောင်းလဲတာကိုကျွန်တော်တို့ကတွေ့ရတယ်အဲ့တော့သူ့ရှုထောင့်အောင်ကြည့်မယ်ဆိုလို့ရှိရင်တော့ AI ကိုအရင်စလိုက်ပြီးတော့မှဟိုပေါ့နော်စင်ကဲပြောင်းလဲပြီးတော့ပုံမိုချောမွေ့ပြီးတော့ပို့ပြီးတော့ quality ကောင်းတယ်ပေါ့နော်ဒီမြန်ကောင်းသက်သာရတဲ့နိနာနေတရားတစ်ခုကိုသူဖြည်းဖြည်းချင်းမှာတိဆောက်သွားပြတာကိုကျွန်တော်တို့တွေ့ရတယ်။ကြမ်းများအဖြစ်ဆိုတစ်လနှစ်လအတွင်းမှာတင်ကိုတော်တော်ကိုကျွမ်းကျင်လာတယ်လို့ကျွန်တော်တို့တွေ့ရတယ်။ဒါမှမဟုတ်လို့ရှိရင်တချို့ကကြတော့ sales ဒါမှမဟုတ် customer support ပေါ့နော်အဲ့လိုနေရာမျိုးမှာသုံးနေဆိုလို့ရှိရင်လေကိုကဒီemail တွေဝင်လာတယ်chat တွေဖြေရတယ်ဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့ဒီ social media ကန်ရတယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီ requirement အလိုက်ကိုကပြန်ပြီးတော့ customer ကိုဒီမြန်မာလိုပဲဖြစ်စေအင်္ဂလိပ်လိုပဲဖြစ်စေတုံ့ပြန်ရတဲ့ကဏ္ဍတွေမှာလည်းတချို့ဆိုလို့ရှိရင် ChatGPT ကိုစသုံးပြီးတော့မှ Gemini ကိုပြောင်းသုံးနေတာရှိသလိုဒီမြန်မာလိုတော်တော်များပြောရတဲ့တချို့ဆိုလို့ရှိရင်တော့ DeepSeek ကိုပို့ပြီးသုံးပြတာများတယ်လို့ကျွန်တော်တို့တွေ့ရတယ်အဲ့တော့အကြမ်းမြင်အားဖြင့်ဒီကျွန်တော် admin သမားတွေ HR သမားတွေဆိုလို့ရှိရင်တော့ကိုသုံးတဲ့အလုပ်ပေါ်မှာမူတည်ပြီးတော့ပေါ့နော်တချို့ကကြတော့ Gemini ကပို့ပြီးအဆင်ပြေတယ်ဆိုတာတွေ့ရတယ်တချို့ကကြတော့ဥပမာပေါ့နော်ကိုဒီစာတွေရေးရတယ်ဆိုလို့ရှိရင်ကိုရေးပြီးသားဒီ document တစ်ခုကိုရေးပြီးသားအကြောင်းအရာတစ်ခုကိုမှ ChatGPT ပဲဖြစ်ဖြစ် Gemini ပဲဖြစ်ဖြစ်ပေါ့နော်အင်္ဂလိပ်လိုမြန်မာလို feedback တောင်းတာ critique လုပ်ခိုင်းတာတွေကျွန်တော်တို့တွေ့ရတယ်ဒါမှမဟုတ်လို့ရှိရင်တချို့ကကြတော့ဒီခေါင်းစဉ်လေးပဲပေးလိုက် topic ပေးဒီ AI ကို generate လုပ်ခိုင်းပြီးတော့မှဒီတချို့ prompt တွေနဲ့ပို့ပြီးတော့ကောင်းမွန်လာအောင်တည်သက်လာအောင်ဆွဲခေါ်သွားတာကျွန်တော်တို့လည်းတွေ့ရတယ်ပေါ့နော်အဲ့တော့နောက်ဆုံးအနေနဲ့ကကျွန်တော်စည်ရင်းစရာကဏ္ဍပေါ့နော်အဲ့တော့ account တွေ finance တွေမှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ weekly monthly ပေါ့နော်အပတ်စဉ်လစဉ်ဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့ဒီ3လပတ်ပေါ့နော် quarterly yearly အစား data တွေသုံးသပ်မယ်ဆိုလို့ရှိရင်တော့အများစုကဒီကိုက free ပေါ့နော် ChatGPT free Gemini ကိုသုံးနိုင်အစား DeepSeek ဆိုလို့ရှိရင်တော့ကျွန်တော်စည်ရင်းစရာနဲ့ပတ်သက်ပြီး analytics နဲ့ပတ်သက်ပြီးတော့ပိုပြီးအဆင်ပြေတယ်ဆိုတာတွေ့ရတယ်ပေါ့နော်အဲ့လိုပြောပြီးတဲ့တကာလမှာပဲညားမကြမီရပေါ့နော်ကျွန်တော်တို့က Google Nano Banana ကိုသုံးပြီးတော့ဟုတ်တယ်နော်ဓာတ်ပုံနဲ့ပတ်သက်တာတွေကိုကစမ်းဖြစ်တယ်ဆိုလို့ရှိရင်လေဒါလည်း AI သုံးတာပဲပေါ့နော်ကျွန်တော်တို့ကအရေးကြီးတာက AI ကိုယ့်ရဲ့ဒီနေ့စဉ်တူကpersonal ပေါ့နော်ဒီအသုံးသုံးဖို့အတွက်ပဲသုံးတာပဲဖြစ်ဖြစ်ရုံးမှာပဲဖြစ်ဖြစ်ပေါ့နော်ဒါကိုသုံးဖြစ်ဖို့ပဲအရေးကြီးတယ်ပြီးတော့မှပဲကျွန်တော်တို့ဒါကြီးကိုပို့ပြီးတော့ကောင်းမွန်လာအောင်ချောမွေ့လာအောင်ဘယ်လိုစူးစမ်းမလဲဆိုတာကိုကျွန်တော်တို့တိုင်ပင်သွားကြတာပေါ့နော်အဲ့တော့တော်တော်များများက AI ကိုAI ဆိုတာဘာလဲပေါ့နော် AI ဘယ်လိုအလုပ်လုပ်လဲဆိုတာကိုစိတ်ဝင်စားကြတယ်ပေါ့နော်အကြမ်းများအပြင်ပြောရမယ်ဆို AI ဆိုတာတကယ်တော့ဒီကျွန်တော်တို့ဒီ technically ကခေါ်တာ neural network တွေနဲ့တိစောက်ထားတာပေါ့နော် specifically ဒါကိုကျွန်တော်တို့က transformer network နဲ့တိစောက်တယ်လို့ပြောလို့ရတယ်အကြမ်းမြင်အားဖြင့် ChatGPT မှာပါတဲ့ T ဒီတကယ်တော့ transformer ကိုပဲပြောတာပေါ့နော်အဲ့တော့ GPT ဆိုတာကကျွန်တော်တို့က generative pre-trained transformer ဆိုတဲ့သဘောတရားဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကဒီစာတစ်ကြောင်းမေးလိုက် topic ပေးလိုက်သူကစာတွေပုံတွေ video တွေ generate လုပ်ပေးတာပေါ့သူက generative ဆိုတဲ့သဘောတရားကိုစောင့်တာပေါ့နော်ဒါကကျတော့ကျွန်တော်တို့ technical definition တကယ်တော့ကိုဒီရုံးမှာအိမ်မှာဘယ်လိုသုံးလဲဆိုလို့ရှိရင်เนาะ AI ကကိုဘယ်လိုကူညီနိုင်မှာလဲဆိုတာကိုကျွန်တော်တို့ကဦးစားပေးပြီးတော့တိုင်ပင်တာအများအတွက်ပို့ပြီးကြိုးရှိမယ်လို့ကျွန်တော်တို့ထင်တယ်အဲ့တော့ဥပမာအားဖြင့်ကိုကတွေးနေတယ်
idea တစ်ခုကိုကဒါကိုဘယ်လိုချင်းကန်ကောင်းမလဲပေါ့နော်ဒါကိုငါဘယ်လိုတစ်ကနေနှစ်ကနေ3ပေါ့နော်4 5 10အထိဘယ်လိုဒီတစ်စင်ပြီးတစ်စင်သွားရင်ကောင်းမလဲကိုယ့်ရဲ့ thinking process ဒါမှမဟုတ်လို့ရှိရင်ကိုကဒီ report တစ်ခုရေးနေတယ် essay တစ်ပုဒ်ရေးနေတယ်ကိုအကြောင်းအရာတစ်ခုကိုကဒီစင်ကျင်သုံးသပ်ပြီးပေါ့နော်ဒီရုပ်လုံးဖော်ခြင်းနေဆိုလို့ရှိရင်ဒါကို ChatGPT ပဲဖြစ်ဖြစ် Gemini ပဲဖြစ်ဖြစ်ဒီ AI tools တခုကိုကျွန်တော်တို့ကဘယ်လို accountable ကောင်းမလဲဆိုပြီးတော့ခုနကကျွန်တော်တို့တိုင်ပင်ခဲ့သလိုပဲကိုရေးပြီးသားကိုဒီကိုယ့်ရဲ့ဒီဟိုဘယ်လိုပြောမလဲအကောင့်ဆိုးပေါ့နော်ဝေဖန်သုံးသက်ခိုင်းတာဒါမှမဟုတ်လို့ရှိရင်ကိုက topic ပေးပြီးတော့ပဲသူ့ကိုပဲကိုကအစာအဆုံးပေါ့နော်ရေးခိုင်းလိုက်လို့ရတယ်ဥပမာကျွန်တော်တို့ကစကားလုံး200ပေါ့နော်စကားလုံး2000ပေါ့လိုချင်တယ်ဆိုပြီးတော့ကျွန်တော်တို့ report တစ်ခု essay တစ်ခုကျွန်တော်ရေးခိုင်းလို့ရတယ်ဒါမှမဟုတ်လို့ရှိရင်လည်းကို့မှာရှိတဲ့သုံးသက်ရမယ့်ဒီအချက်လက်ကဏ္ဍ3-4ခုကိုသူ့ကိုဒီအကောင်းဆုံးပဲဖြစ်ဖြစ်ဘယ်ဟာကဘယ်ရှုထောင့်အချင်းတင့်တော်တယ်ပဲဖြစ်ဖြစ်ပေါ့နော်ကိုယ့်ရဲ့ decision making process မှာ timing ပေါ် timing ဘက်အနေနဲ့ AI ကိုကျွန်တော်တို့ကသုံးပါလားပေါ့နော်ဒါမှမဟုတ်လို့ရှိရင်လည်းကျွန်တော်ဓာတ်ပုံတွေတနေ့ကိုထိုင်ထုတ်လို့လည်းရတယ်အဲ့ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ graphic designer တယောက်social media မှာပေါ့နော် digital marketing လုပ်တဲ့လူတယောက်အနေနဲ့ဒါတွေကထိုင်ကတိုင်းကြပြီးတော့ကိုလိုအပ်တဲ့ဒီ graphics တွေ image တွေဒါမှမဟုတ်လို့ရှိရင်လည်းကျွန်တော်တို့ audio video ဒီ multimedia material တွေထွက်လာအောင်ကျွန်တော်တို့ကသူ့ကိုဘယ်လိုဒီ prompt တွေအဆင့်ဆင့်ပေးပြီးတော့သုံးလို့ရလဲဆိုတာကိုကျွန်တော်တို့ကကိုယ်အကူအညီပေးတဲ့ရှုထောင့်ကနေပေါ့နော်ဒီ timing ပေါ် timing မဲ့အနေနဲ့ကျွန်တော်တို့ကဆွဲခေါ်သွားလို့ရတယ်အဲ့တော့အကြမ်းအဖြစ်ပြောရမယ်ဆိုရင်ကျွန်တော်တို့ဒီမှာပေါ့နော် ChatGPT ဆိုတာအရန်နာမည်ကြီးတယ်เนาะသူကပြောရမယ်ဆိုလို့ရှိရင်ကျွန်တော် original gangster လို့ပြောရမှာเนาะသူနဲ့စပြီးတော့ဒီကျွန်တော်တို့ဒီconversation ပေါ့နော်စကားလေးတပြောနဲ့ AI ကိုကျွန်တော်တို့ကစကားပြောလေးနဲ့ခိုင်းလို့ရတာဗမာလိုအင်္ဂလိပ်လိုဘာသာရပ်ပေါင်းစုံနဲ့ကျွန်တော်တို့ခိုင်းလို့ရတယ်ပြီးတော့မှ Google ကထုတ်တဲ့ Gemini ပေါ့နော်ပြီးရင်ကျွန်တော်တို့မြန်မာလိုတော်တော်လေးကိုလိပ်ပတ်လဲတယ်ဆိုတော့ DeepSeek ဆိုပြီးတော့ကျွန်တော်တို့သုံးလို့ရတယ်အကြမ်းများအပြင်ဆိုတော့ဒီသူတို့မှာသူတို့အားသာချက်လေးတွေရှိတယ်ဗျာကျွန်တော်တို့ကဒီ digital marketing သမားတချို့ဆိုလို့ရှိရင်ဒီ Gemini နဲ့ ChatGPT ကိုတော့မှ ChatGPT ကနည်းနည်းလေးပိုကောင်းတယ်ပေါ့နော်ဒါပေမဲ့အဲ့လိုပြောတဲ့နေရာမှာတော့ကျွန်တော်တို့ကဘယ် version လဲဆိုတော့ပြောရမယ်လွန်ခဲ့တဲ့3လမှာ Gemini က ChatGPT နဲ့ကောင်းတယ်ဆိုပေမဲ့ပြီးခဲ့တဲ့လမှာ ChatGPT ရဲ့ latest version ကပိုကောင်းပြီးတော့အခုလမှာဆိုလို့ရှိရင်တော့ဥပမာ Gemini ရဲ့ latest version 2.5 Flash ကပိုကောင်းတာလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ဥပမာကျွန်တော်တို့က planning လုပ်တဲ့ဟာတွေ customer service နဲ့အမေးစီလုပ်တဲ့ကဏ္ဍတွေမှာဆိုလို့ရှိရင် ChatGPT ကနည်းနည်းတာတယ်လို့ industry မှာ feedback ပေးကြတယ်အဲ့တော့ဒီ Google Gemini အနေနဲ့သူ့ရဲ့အားသာချက်ကတော့ကျွန်တော်တို့ရဲ့နေ့စဉ်တူပါဘော productivity process တွေလုပ်ငန်းဆောင်တာတွေမှာနည်းနည်းလေးတာတယ်တော်တော်များများကတော့ DeepSeek ဆိုလို့ရှိရင်တော့ကျွန်တော်မြန်မာ language ပေါ့နော်မြန်မာစာပေနဲ့ပတ်သက်လို့ဒါပေါ့ train ထားတာကပို့ပြီးတော့ထိုင်ခိုင်းကြရလို့ကျွန်တော်တို့ပြောရမယ်တော်တော်များများကျွန်တော်မြန်မာအသုံးအနှုန်းလေးတွေကိုထိုင်ခိုင်းကြနဲ့နားလည်တဲ့အပြင်ကိုသူ့ရဲ့ဒီ analytics လို့ခေါ်တယ်ပေါ့နော်စာရင်းဇယားနဲ့ပတ်သက်လို့သုံးသပ်တဲ့အချက်ကတော်တော်လေးကိုတိတိတသား Gemini တို့ ChatGPT တို့နဲ့တချို့နေရာတွေမှာတာနေတာကိုကျွန်တော်တို့တွေ့ရလိမ့်မယ်ဒီနေရာမှာတော့ကျွန်တော်တို့ကဒီသုံးခုပဲလားဆိုရင်တော့မဟုတ်ဘူးပေါ့နော်တခြား AI tools တွေတခြား platform တွေ general AI တွေလည်းရှိတယ် specific ပေါ့နော်ကျွန်တော်တို့ video ထုတ်တာ image ထုတ်တာအဲ့လိုမျိုးဒါမှမဟုတ်လို့ရှိရင်တချင်းစာသားရေးတာအစား very specific ဖြစ်တဲ့ AI tools တွေပေါ့နော်တတ်မှတ်ကိုဒါလုပ်ဖို့တစ်ခုတည်းအတွက်ပဲလုပ်ဖို့ထုတ်ထားတဲ့ AI တွေလည်းရှိပါတယ်အဲ့တော့ကျွန်တော်တို့ခုနပြောသလိုပေါ့နော်ကိုယ့်ရဲ့အိမ်မှာကိုယ့်ရဲ့ရုံးမှာ AI ကိုဘယ်လိုသုံးလဲဆိုတာကိုကျွန်တော်တို့မေးပြီးဆိုလို့ရှိရင်ကျွန်တော်ပေါ့ပါလေးပေါ့နော် AI ကိုဘေးတင်မေးဘူးလားပေါ့နော်အဲ့တော့ဒါမှမဟုတ်လို့ရှိရင်တချို့ကအမို့ကျွန်တော်ကတော့ပုံမှန်ဘေးတင်မေးတယ်တချို့ကကြတော့ဘေးတင်ကိုမေးကိုမမေးဘူးပေါ့နော်အဲ့တော့အဲ့လိုမတူညီတဲ့သူတွေအတွက်ကျွန်တော်တို့ဒီမှာ prompt လေးစီစဉ်ပေးထားတယ်အဲ့ prompt လေးကိုပေါ့နော်ကျွန်တော်တို့ဒီ ChatGPT ရဲ့ Gemini ရဲ့ DeepSeek ရဲ့ကိုကျွန်တော်တို့မေးကြည့်လိုက်ရအောင်ပေါ့နော်အဲ့တော့အခုဆိုလို့ရှိရင်ဘာတွေ့ရမလဲဆိုကျွန်တော်တို့က ChatGPT ကိုကျွန်တော်ကွန်ပျူတာမှာကျွန်တော်ဝင်ထားလိုက်တယ်အဲ့တော့ကျွန်တော်ရဲ့ဒီ email account နဲ့ဝင်ထားတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဘာလေးများတွေ့ရမလဲဆိုလို့ရှင်ကျွန်တော်ရဲ့အရင်မေးဘူးတဲ့ဒီchat history ဆိုတာပေါ်လာလိမ့်မယ်ဟုတ်တယ်เนาะအဲ့တော့ကျွန်တော်တို့ကတခြားဒီ Gemini တို့ DeepSeek တို့မှာလည်းကျွန်တော်တို့မေးထားတဲ့ဒီ chat history တွေကိုသူ့ကိုပြန်ပြီးသုံးသပ်စေခြင်းနဲ့ကိုလည်းပြန်ကြည့်ခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီ login ဝင်ထားပြီးမေးတာလေးကပို့ပြီးသင့်တော်တယ်ပေါ့เนาะအဲ့တော့ခုနကကျွန်တော်တို့ prompt လေးကိုကျွန်တော်က copy paste လုပ်မယ်ကျွန်တော်ပမာလို့တော့ရှေ့ကျွန်တော်မရေးတော့ဘူးပေါ့เนาะအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့က ChatGPT အနေနဲ့ဘယ်လိုများပေါ့เนาะကျွန်တော်တို့ဘေးရင်းဆရာတယောက်လေသံနဲ့မြန်မာလိုကျွန်တော်တို့ပြန်ရှင်းပြမလဲဆိုတာကျွန်တော်ကြည့်လိုက်ရအောင်เนาะ
အဲ့တော့ကျွန်တော်တို့မေးထားတဲ့ prompt လေးကိုကျွန်တော် navigation ရှင်းပြကြည့်လိုက်မယ်အဲ့တော့လာမယ့် November လအတွက်ကိုယ့်ရဲ့ယာတီခွင်ပေါ့နော်ဒီမှာဥပမာပေးထားတာတော့မကရယာတီခွင်ကိုကျွန်တော်တို့ကအချင်းချုပ်လေးပဲကျွန်တော်တို့ကမေးချင်တာအဲ့တော့ငွေကြေးနဲ့ပတ်သက်တာပါမယ်ပညာရေးနဲ့ပတ်သက်တာလူမှုရေးနိုင်ငံခြားမှာပေါ့နော်ကျွန်တော်တို့အလုပ်ငန်းနဲ့အလုပ်ကိုင်းနဲ့ပဲဖြစ်ဖြစ်ပညာတော်သင်ပဲဖြစ်ဖြစ်ကျွန်တော်တို့အဲ့ဒီကိစ္စတွေမှာအဆင်ပြေမှာလားပေါ့နော်ပြီးရင်လူမှုရေးအခြေရေးအစရှိသည်ဖြင့်ပေါ့နော်အဲ့တော့ထုံးစံအတိုင်းဘေးတွေမေးတယ်ဆိုတာရေတွေကမပါလို့ရှိရင်ကျွန်တော်အင်္ဂါမစုံဘူးပေါ့နော်အဲ့တော့ ChatGPT အနေနဲ့ကျွန်တော်တို့ရေတွေတွေပါတယ်ပြီးမှကျွန်တော်ကြည့်လိုက်အောင်နော်အဲ့တော့ဥပမာအဖြစ်ဆိုတော့ကျွန်တော်တို့ဒီမှာသူကဒီကဏ္ဍလေးတွေကိုခွဲပြီးတော့သူရှင်းပြထားတယ်တဖြည်းဖြည်းတိုးတက်လာမယ်လို့လေလေမမာတော့သူဖြေရှားပါတယ်ဗောနော်ဒီမှာဆိုကျွန်တော်တို့ဒီက overall ကဏ္ဍတစ်ခုရှိမယ်ကျွန်တော်တို့ငွေကြေးရေးပညာရေးကျွန်တော်တို့ဒီ relationship ကဏ္ဍကိစ္စရှိမယ်ပြီးရင်ကျွန်တော်တို့ဒီ professional personal လူမှုဆက်ဆံရေးပြီးရင်ကျွန်တော်တို့ကပြောတဲ့ဒီနိုင်ငံရေးခြားပေါ့နော်သွားဖို့အဆင်ပြေလောက်လားပေါ့နော်ဒီကိုယ့်ရဲ့ဒီအလုပ်ကိုင်ကိစ္စအဲ့တော့ဒီမှာဆိုလို့ရှိရင်သူကရေရာအကြံပြုချက်လေးတော့ပါလာတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒါလေးကိုကျွန်တော်ဝန်ခံရလိမ့်မယ်ကျွန်တော်တို့ဒီ notes တွေကိုပေါ့နော်ကျွန်တော်စာသင်ဖို့ပြင်ဆင်တဲ့အခါမှာ ChatGPT ကိုကျွန်တော်တို့မေးဘူးတယ်အရင်ကအစောပိုင်းတွေမှာရေရာဆိုတဲ့ဟာမပါလာဘူးရေရာဆိုတဲ့စကားလုံးကိုမသုံးတော့ဒီတစ်ခါတော့ပါလာတယ်အဲ့ဒါလေးတော့တိုးတက်ပြောင်းလဲမှုလို့ကျွန်တော်တို့ပြောရလိမ့်မယ်အဲ့တော့အရေးကြီးတာကြတော့ကျွန်တော်တို့ကရေရာခြေတဲ့နေရာမှာကိုလုံနိုင်တဲ့ရေရာကိုပြောလာပါတော့အဲ့တော့ဘယ်နေ့မှာဘာလုပ်ပါဆိုတဲ့ဟာလေးတွေပါလာမယ်အဲ့တော့တချို့ဒီတကြံပြန်သည့်အချိန်ဆိုတော့ကျွန်တော်မကြားဘူးပေါ့နော်ကျွန်တော်ဘာမှတော့မသိဘူးကျွန်တော်ဘေးရင်းနဲ့အနေနီးတဲ့တငယ်ချင်းတွေဘေးရင်းဆရာကြီးတော့ကျွန်တော်မေးရလိမ့်မယ်ပေါ့နော်ဒါဘာအဓိပ္ပာယ်လဲပေါ့နော်အဲ့တော့ဒီမှာဒီကျွန်တော်တို့ဒီပစ္စည်းအနည်းငယ်ကိုတန်ရှင်းလုပ်ပြီးတော့ဒီဟန်တန်ကာတွေကိုကျွန်တော်တို့အထိမ့်မှတ်လေးနဲ့လှူတာပေါ့နော်အဲ့ဒါမျိုးဆိုလို့ကျွန်တော်တို့ဒါလေးကမစိုးဘူးလို့ပြောလို့ရပါတယ်ပြီးတော့မှကျွန်တော်တို့ဒီဇယားလေးနဲ့ပဲကျွန်တော်တို့ကဏ္ဍအလိုက်ကိုယ့်ရဲ့ဒီဘယ်လိုခေါ်လဲကံကြမ္မာအခြေအနေပြီးပြီဆိုလို့ရှိရင်သူ့ရဲ့ဆောင်းရန်ရှောင်းရန်အကြံပြုချက်လေးတွေဆိုလို့ရှိရင်တော့မဆိုးပါဘူးလို့ကျွန်တော်တို့ပြောလို့ရเนาะအဲ့တော့ကျွန်တော်တို့ကဒီ Gemini နဲ့ DeepSeek ကိုကျတော့ကျွန်တော်တို့ prompt ကိုမေးထားပြီးသားမြန်သွားအောင်အဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဘာတွေ့ရမလဲဆိုဒီ Gemini မှာကျွန်တော်တို့ဝေးကြေးနဲ့ပတ်သက်တဲ့ကိစ္စကိုမေးထားတယ်ဒီကောင်းတဲ့ဘက်ပေါ့เนาะသူ့ရဲ့ဘာလေးတွေကောင်းတယ်ဘယ်လိုလေးဆိုလို့ရှိရင်အဆင်ပြေတယ်ပညာရေးနဲ့ပတ်သက်တဲ့ကဏ္ဍကိုသူကဏ္ဍလေးတွေခွဲပြီးတော့သူ highlight လေးတွေပါလုပ်ပေးထားတယ်ပေါ့နော်ဒါရေးကြီးတဲ့စကားစုလေးတွေကိုသူ bold လုပ်ပေးထားတယ်ပြီးရင်ကျွန်တော် relationship ဒီလူမှုဆက်ဆံရေးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေပါသူပါလာတယ်ပြီးရင်နိုင်ငံရေးခြားနဲ့ပတ်သက်တဲ့ပြပခရီးသွားလာရေးကိစ္စလေးတွေပေါ့နော်ဒီငွေဝင်ရန်ရှိလားပေါ့နော်အရေးကြီးဆုံးကိစ္စလေးတွေကိုသူပြောထားတယ်ပြီးရင်ထုံးစံအတိုင်းပေါ့နော်ကျွန်တော်တို့ဒီမှာဒီ hall စတန်းမှာအကောင့်ကောင်းတဲ့ဟာတွေရှိသလိုညံ့တဲ့ဟာတွေရှိမယ်ဆိုလို့ရှိရင်လည်းကြော်လွှားဖို့ရရပေါ့နော်အင်္ဂလိပ်လိုတော့သူတို့ remedy လုပ်တဲ့ဒီကဏ္ဍနဲ့သူထည့်ပေးထားတယ်ဒီမှာဆိုလို့ရှိရင်ဒီရရကတော့ပေါ့ပါပဲကျွန်တော်တို့ဒီအဝါရောင်အဝတ်ပေါ့နော်ဖုန်ကြောင်သွားပြီးတော့ဒီတက်ကြီးဝါကြီးတန်ဃာတော်တွေကိုဒီအလှူဒန်းလုပ်ဖို့ဆိုတာပေါ့နော်အဲ့ဒါမျိုးလေးတွေရှိနေပါအဲ့တော့တိတ်ဆိုးကြီးမဟုတ်ဘူးကျွန်တော်အမြင်ကိုပြောရမယ်ဆိုရင်ဒီ Google Gemini ကနည်းနည်းလေးဘေးရင်ဆရာလေးတန်းပေါက်တယ်လို့ကျွန်တော်တို့သုံးသပ်တယ်အဲ့တော့ DeepSeek အနေနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့မေးထားတဲ့ prompt ကိုဆိုလို့ရှိရင်သူကဒီဂျိုးခွင်ကိစ္စလေးတွေပါထည့်ပြီးတော့ပြောတော့ကျွန်တော်သတိထားမိတယ်ပေါ့နော်အဲ့တော့သူ့ရဲ့ဒီငွေကြီးပညာရေးနဲ့ပတ်သက်တဲ့ဟောစတန်းမှာဆိုလို့ရှိရင်ဂျိုးခွင်ပါတယ်ဒီမှာကျွန်တော်တို့ဒီ relationship ပေါ့လူမှုရေးနိုင်ငံခြားနဲ့ပတ်သက်တာဆိုလို့ရှိရင်လည်းတောက်ကြဂျိုးခွင်တို့ဘာတို့သူပါတယ်အဲ့တော့ကျွန်တော်လည်းဘေးရင်းနဲ့နည်းနည်းလေးနေဝေးတယ်အဲ့တော့သူပြောတဲ့အသုံးအနှုန်းလေးမှန်ကျွန်တော်အများကြီးသုံးသပ်လို့တော့မရဘူးဒါပေမဲ့နောက်ဆုံးကိုကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်တော့ဒီကျွန်တော်ကန်နှိမ့်တာပေါ့နော်ရေရာခြေဖို့ကြော်လွှားဖို့ဆိုလို့ရှိရင်တော့သူကအဓိကဒီကျွန်တော်တို့ဒီပညာရေးလူမှုရေးအစရှိတဲ့ငွေကြေးကိစ္စတွေကိုသူကကြော်လွှားဖို့ပေါ့နော်ဒီမှာဒီအလှူဒန်းနဲ့ပတ်သက်တာပေါ့နော်ဒီရေရာနဲ့ပတ်သက်တဲ့ဟာလေးတွေကိုသူစီစဉ်ပေးထားတာရှိတယ်ပြီးလို့ရှိရင်တော့ဒီအနှစ်ချုပ်လေးပေါ့ summary အနေနဲ့ကသူကကျွန်တော်တို့ဒီမကရဒီရာသီကွင်းဒီ zodiac ပိုင်ရှင်တွေအနေနဲ့ပေါ့နော်သူ challenges လေးတွေကိုသူနည်းနည်းလေးပြန်ပြီး summarize လုပ်ပေးထားတယ်ပေါ့နော်အဲ့တော့အကယ်၍ကိုကလာဘေးရင်ချမ်းအောင်မှီပြီးတော့ပေါ့နော်ဘေးရင်မေးနေတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့စမ်းကြည့်လိုက်ပါပေါ့နော်ဘယ် AI ကဒီမြန်မာနဲ့ပတ်သက်တဲ့ကိစ္စတွေဒါမှမဟုတ်နိုင်ငံတကာနဲ့ပတ်သက်တဲ့ဘေးရင်တွေကိုပို့ပြီးတော့ထိုင်ကတိုင်းကြလဲစီးစနစ်ကြလဲဆိုတာကိုစမ်းကြည့်လို့ရလိမ့်မယ်အဲ့တော့ကျွန်တော်တို့အနေနဲ့ဒီ
ကျွန်တော်တို့ကပေါ့နော်ဒီ ChatGPT Gemini DeepSeek မှာစမ်းမိပြီဆိုလို့ရှိရင်เนาะကျွန်တော်တို့ AI ကိုပေါ့ပါသုံးလို့ရတယ်ဆိုတာလေးကိုကျွန်တော်တို့ demo လုပ်ပြီးသွားပြီလို့ကျွန်တော်ယုံကြည်ပါတယ်စမ်းကြည့်လိုက်ပါဘယ် AI ကကိုယ့်အတွက်ပို့ပြီးသင်တော်လဲကိုမြန်မာလိုအင်္ဂလိပ်လိုစမ်းကြည့်လို့ရှိရင်ပို့ပြီးတော့အဆင်ပြေလဲပေါ့နော်အဲ့ဒါလေးရှိလိမ့်မယ်ပြီးရင်ကျွန်တော်တို့ဒီ top ဒီ topic ကိုလက်စတတ်တဲ့အနေနဲ့ AI ကိုကအခုလိုအလွယ်တကူသုံးလို့ရတယ်ဆိုတာသိပြီဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီအိမ်မှာရောရုံးမှာရောကိုယ်စီးပွားရေးမှာရောပေါ့နော်ဘယ်နေရာတွေမှာသုံးဖို့အစီအစဉ်ရှိလဲဆိုတာကိုကျွန်တော်တို့ဆက်ပြီးတော့တိုင်ပင်ကြည့်ရအောင်အဲ့တော့ကျွန်တော်တို့နောက်ကဏ္ဍတစ်ခုမှာဆိုလို့ရှိရင်တော့လုပ်ငန်းခွင်ရဲ့ industry အသီးသီးမှာ AI ကိုကျွန်တော်တို့ဒီပညာရေးကျန်းမာရေးလုပ်ငန်းဆောင်တာကိစ္စအဝဝမှာဘယ်လိုသုံးလဲဆိုတာကိုကျွန်တော်တို့ဆက်ပြီးတော့ဆွေးနွေးတိုင်ပင်ပါပါစောင့်မျှော်ကြည့်ရှုကြပါဦး